ချင်တိုက်မိရင်ဘသူကပို့ပြီးတော့အပြည့်ပြည့်နဲ့တိုက်ခံရမလဲ A ချင်းကပို့ပြီးတော့တိုက်ခံရမလား B ကားကပို့ပြီးတော့တိုက်ခံရမလား C အားတူတူပဲတိုက်ခံရမလားနျူတန်ရဲ့သက်လောအရဆိုရင် action နဲ့ reaction ဟာအားပမာဏချင်းတူညီပြီးတော့တက်ရောက်တဲ့ direction ချင်းတော့ဆန့်ကျင်ပါတယ်ဒါကြောင့်အဖြေကတော့ C အားတူတူပဲတိုက်ခံရမှာဖြစ်ပါတယ်ဒါဆိုရင်မေးစရာတစ်ခုက force ချင်းတူရတာနဲ့ဘာကြောင့်ချင်းအားလျှော့သွားပြီးတော့ကားကကြတော့ဘာမှမဖြစ်တာလဲအားလုံးပဲမင်္ဂလာပါရှင် Facebook by William ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မကတော့ပိုရင်ချေပါဒါကိုရှင်းပြဖို့အတွက် Newton ရဲ့ second law F = ma ကိုသုံးရပါမယ်ကားကချင်းကိုတိုက်တဲ့အားနဲ့ချင်းကကားကိုပြန်တိုက်တဲ့အားကတော့အတူတူပါပဲဒါပေမဲ့ A = F/m အရာ A က m နဲ့ပြောင်းပြန်အချိုးကျပါတယ်ပြောချင်တာကတော့ mass ကြီးတဲ့ကောင်က acceleration နည်းပြီးတော့ mass နည်းတဲ့ကောင်က acceleration များသွားပါမယ် mass ကြီးတဲ့ကားတော့ကဘာမှမသိတာပဲမဲ့ချင်းတော့ကတော့ acceleration ပြောင်းလဲမှုကအစမတန်များသွားပါတယ်ဥပမာချင်းကရှေ့ကိုပြန်နေရင်းနဲ့မျက်စိတမိတ်တွေမှာပဲရက်ပြီးတော့နောက်ကိုလွန်သွားတာမျိုးပေါ့နောက်တစ်ခုကတော့ခံနိုင်ရပါတိုင်းမိတဲ့အချိန်တိုလေးအတွင်းမှာဖြစ်ပေါ်လာတဲ့ force ကိုကားရဲ့ body ကခံနိုင်ပေမဲ့ချင်းရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံတနည်းအားဖြင့် strength ကတော့မခံနိုင်ပါဘူးဒါကြောင့်ချင်းကလျှော့သွားတာပဲဖြစ်ပါတယ်ဒါဆိုရင်မေးစရာတစ်ခုရှိတာကကားနဲ့ချင်းတိုက်မိတာအဲ့လောက်ပြင်းလို့လားဒီတော့ဟာဟုတ်ရောဟုတ်ရဲ့လားပေါ့ဟုတ်ပါတယ်နော်ကားအတွက်ကမသိတာပဲမဲ့ချင်းအတွက်ကတော့အရန်ပြင်းပါတယ်ဘာကြောင့်လဲဆိုတော့တိုက်တဲ့အချိန်ကအရန်နေလို့ပါပဲကျမတို့သိတဲ့ပုံသင်နည်းတစ်ခုရှိခဲ့ impulse momentum ပုံသင်နည်းပေါ့ force = change in momentum by time အဲ့ဒီမှာ time taken ကနည်းလေ force ကများလေပါပဲပြောရမယ်ဆိုရင်တော့ပြောင်းပြန်အချိုးကြတာပါပဲအဲ့ဒီ force ကိုခံနိုင်တဲ့ strength ကချင်းမှာမရှိတော့တဲ့အတွက်ကျိုးကျေပျက်စီးရတာပဲဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရရင်အခုကြည့်နေတဲ့သူတွေလိုမျိုးသူထားခဲ့တာကိုခံနိုင်တဲ့ strength မရှိတာလိုမျိုးပေါ့ပြန်ဆက်ရမယ်ဆိုရင်ဒီ force ကကားတော်လည်းအတူတူပဲဆိုပေမဲ့ကားတော့ကတော့ easy ပါပဲအဲ့ဒီသဘောတရားကို impulse momentum လို့ခေါ်ပါတယ်တကယ်လို့ဒါကားနဲ့ချင်တိုက်မိတဲ့ကြာချိန်ကိုများအောင်လုပ်နိုင်ရင်ဒီထက် force နည်းနည်းနဲ့ပဲတိုက်ခန်းရမှာဖြစ်ပါတယ်ဒီ principle ကိုသုံးပြီးတော့ကျမတို့ရဲ့အသက်အန္တရာယ်ကိုကာကွယ်ထားတာတွေရှိပါတယ်အနည်းဆက်ဆုံးပြောရရင် airbag တို့ seatbelt တို့လိုမျိုးပေါ့ကားတိုက်မိတဲ့အခါကျရင်လူကချက်ချင်းရှေ့ကိုရိုက်ထွက်မသွားအောင်လေအိတ်ကပွင့်လာပြီးတော့ထိန်ပေးထားလိုက်တယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်အချိန်ကိုဆွဲဆန့်လိုက်တာပါပဲခပ်ပတ်ထားတယ်ဆိုတာကလေဒီသဘောပါပဲခန္ဓာကိုယ်ကအရှိကိုရုတ်တရက်ကြီးရောက်မသွားအောင်ထိန်းထားပေးတဲ့သဘောပါရောက်တော့ရောက်မယ်ဒါပေမဲ့ကြာချိန်ကများသွားပါတယ်ကြာချိန်များရင်ဘာဖြစ်လဲဆိုတော့ force နေသွားတာပေါ့အဲ့ဒါကြောင့်လူကိုမသေးစေတာပဲဖြစ်ပါတယ်ဒါပေမဲ့ဒဏ်ရာတော့ရမှာပေါ့နော်ဟာဖြစ်ဖြစ်အများကြီးသက်သာသွားမှာပါနောက်တစ်ခုကတော့ကွန်မန်ဒိုတွေလေဒီတပ်သားတွေကမြေကြီးပေါ်ကိုခုန်ချတဲ့အခါမှာခန္ဓာကိုယ်ကိုလှိမ့်ပြီးတော့သွားကြတာမျိုးရုပ်ရှင်ထဲမှာမြင်ပူးကြရတယ်ဟုတ်အဲ့ဒါကသူတို့ရုပ်ဖြတ်ဖို့အတွက်ရှုံလူနေတာမဟုတ်ပါဘူးနော်မြေကြီးနဲ့ရိုက်သွားမဲ့ကြာချိန်ကိုဆွဲဆန့်လိုက်တာပဲဖြစ်ပါတယ်အဲ့ဒီလိုလှိမ့်လိုက်တဲ့အခါမှာ time taken ကများသွားပြီးတော့ force ကနည်းသွားပါတယ်အဲ့ဒီတော့ခြေထောက်နဲ့မြေကြီးနဲ့ရိုက်မဲ့ force ကနည်းသွားပြီးတော့သူတို့ရဲ့အယူကမကျိုးမှာဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်တော့တစ်ချိန်ပဲခုန်ချလို့ရမှာပါရှင်တကယ်လို့ကိုယ်တိုင်အိမ်မှာစမ်းကြည့်နေတယ်ဆိုရင်တော့ကျုပ်နှလုံးကိုယူပြီးတော့တစ်လုံးကိုကြံမြင်ပေါ်ပစ်ချနောက်တစ်လုံးကိုဖော်ရုံးပေါ်ပစ်ချကြည့်လိုက်ပါတကယ်လို့ကျုပ်ကွယ်လို့အမေဆူတာခံရရင်တော့ကျွန်မမသိပါဘူးရှင်ကြည်နေတဲ့သူတွေရဲ့တာဝန်ပါပဲနော်နောက်တစ်ခုကတော့ရုပ်ရှင်တွေထဲမှာမြင်ပူးပါလိမ့်မယ်တိုက်ပေါ်ကနေလူတွေကခုန်ချတော့မယ်ဆိုရင်ကေဆယ်တွေကရောက်လာပြီးတော့အောက်မှာ jump cushion လို့ခေါ်တဲ့လေဖောင်းရဲ့ကြီးကိုခံထားလိုက်တယ်
ဘာကြောင့်လဲဆိုတော့အပေါ်ကသူတွေပြုတ်ကျလို့ရှိရင်မြေကြီးနဲ့ရိုက်မဲ့ကြာခြင်းကိုဆွဲဆန့်ခြင်းလိုပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မှတ်ထားပါမဖြစ်မနေတိုက်ခံရတော့မယ်ဆိုရင်အချိန်ကြာလေလေအားနည်းလေလေဆိုတာပါပဲ။